သွားအရသာတစ်မျိုးပေါ့နော်အရသာတစ်မျိုးချိုးတယ်စိတ်လဲစိတ်နဲ့တော်မှဒီဥစ္စာဒီဟာပါတော့တော်တော်လေးတော့ချိုးတယ်မင်္ဂလာပါခုနေ့ကတော့ဒူဘိုင်းချောကလက်ကတစ်မျိုးပြီးဆိုတော့ဘယ်ဟာအစ်စ်ဘယ်ဟာတူလဲမသိဘူးဒါပေမဲ့ဒီဥစ္စာကတော့ပထမဟာလို့မဟုတ်ဘူးပထမတစ်ခါစားတဲ့ဥစ္စာကတော့သူကဒူဘိုင်းကလာလို့ပြောတယ်ဒီဟာကတော့ဒီနိုင်ငံမလေးရှားကထုတ်တာသူကပုံစံတစ်မျိုးလေးသူကဒီမှာဆွန်ပလွန်ဒီခေါ်တာလည်းပါတယ်ဆွန်ပလွန်ဒီလည်းပါတယ်ပြီးတော့ပစ္စတာချိုနဲ့ပေါ့နော်စမ်းစာကြည့်မယ်ဒီဥစ္စာလေးလည်းဘယ်လိုရတာလဲလို့ပေါ့နော်သူကတော့အမေပြောနေကြပဲအတူတွေရောအစ်စ်တွေရောဘယ်ဟာအတူဘယ်ဟာအစ်စ်မှလည်းမသိတော့ဘူးဦးမေအော်တော့အထဲထဲမှာဒီလိုမျိုးနှစ်ခဲပါတယ်ဒါကတော့ပူရာလောက်တိတ်ပြီးတော့ကောင်းမယ်လို့တော့မထင်ဘူးဒါပေမဲ့စားကြည့်ရမယ်နော်ရွှေအောင်ပတ်ကလေးနဲ့ထုတ်တယ်ဟိုတော့ဒီမှာခွဲပြီးသားအော်သူကဒီမှာအောက်ကချောကလက်မြင်ရတာမသိဘူးအောက်ကချောကလက်မှာပစ္စတာချိုနဲ့ဟိုရာလေးနဲ့ပေါ့နော်ဒီအပေါ်မှာကျတော့ဟိုဟာဆွန်ဘလွန်ဒီကြောက်ဒါလေးနဲ့အုပ်ထားတာတမျိုးဒါမလေးရှားလောက်တာလို့ပြောရတယ်ဒီဟာစားကြည့်မယ်တက်ဒီအောက်မှာလဲချောကလက်အောက်မှာလဲမှာပစ္စတာချိုခွဲချမ်းလေးတွေထည့်ထားတယ်သွားအရသာတစ်မျိုးပေါ့နော်အရသာတစ်မျိုးချိုးတယ်စိတ်လဲစိတ်နဲ့တော်မှဒီဥစ္စာဒီဟာပါတော့တော်တော်လေးတော့ချိုးတယ်စုံလန်းပြီးကြောက်အချိုးဆူးရလေးတွေဟာဟုတ်လားဟာလေးလည်းတစ်မျိုးအရသာကောင်းတယ်ပထမဟာလေးလည်းတမျိုးလေးဒါလေးရတယ်သူရတာနဲ့သူစိတ်နဲ့ရတာလေးရတယ်ချိုးတဲ့ရတာလေးလည်းရတယ်ဒါဒီအသီးကအချိုးဆူးတယ်ဒါပေမဲ့တဘာဝအချိုးဆိုတော့ကောင်းတယ်သူကဒီအထက်ကပစ္စတာချိုတွေဟိုဒါတွေကလည်းအများကြီးပဲအနှစ်တွေများတယ်ပေါ့နော်ဒီများတယ်အေးလေးရေခဲတာလေးထည့်ထားဆိုအေးလေးစားလို့ကောင်းတယ်ဒီရက်ရှူဝါတော်တော်လေးကိုမှတော်တော်လေးများရတော့အထူးပဲအဲ့လိုမျိုးဟုတ်လားတော်တော်လေးကောင်းတယ်ဒူဘိုင်းချောကလက်ကတော့အမျိုးမျိုးထွက်ကြတာပေါ့နော်ဒဇိန်မျိုးစုံနဲ့ကိုရီးယားဒီမလေးရှားမှာနေတာဆိုတော့ချို့ကြတော့လေဒူဘိုင်းကနေလာတယ်လို့ပြောတာလေအဲ့လိုမျိုးရှိရပေါ့နော်ကျိုးဆိုင်နေတဲ့ဟာတွေကကြတော့ဒူဘိုင်းကဇာလိုက်လာတယ်ဒီနိုင်ငံမှာလုပ်တဲ့ဟာတွေလည်းရှိတယ်ဒီနိုင်ငံမှာလုပ်တဲ့ဒူဘိုင်းချောကလက်ဆိုရင်တော့ဈေးသက်သာတယ်ပေါ့ဒူဘိုင်းကလာတယ်ဆိုလို့ရှိရင်တော့ဈေးကြီးတယ်အဲ့လိုမျိုးလည်းရှိတယ်ဒါပေမဲ့ရတာကတော့သူ့ဟာနဲ့သူတမျိုးစီဆိုမဲ့အရင်ကြီးလဲကွာမသွားဘူးရတာကောင်းတယ်ဒါဆိုလို့ရှိရင်လည်းစိတ်ချိုးလေးနဲ့ကောင်းတယ်အဲ့တော့အပေါ်ကကျတော့ချောကလက်ထက်မဟုတ်တော့ဘောလုံးဆွန်ဘလွန်ဒီကြောက်ကိုကတ်ထားပြားလေးတွေသူလှီးပြီးတော့ကတ်ထားကောင်းတယ်แต่นักว่าควายท้าแต่แบบดูให้
မကုန်လို့ရှိရင်ဒီကူချင်းလေးစားလို့ရတယ်ကောင်းပါတယ်ဒီလိုမျိုးလေးခွဲထားရတယ်အဲဆိုဆက်စားလိုက်မယ်နော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် See you next video bye bye